ချစ်သူလေးအတွက်အထူးနေရာလေးတစ်ခုကိုမိတ်ဆက်ပေးပြရစီနော်ထိုင်းနိုင်ငံနောင်နိုဂါရင်တွေကတိခွပန်းကြီးရဲ့မော်ဆန်တဲ့ကဘာလေးပဲဖြစ်ပါတယ်ပန်းကြီးရဲ့အလှတရားတဲ့ကုန်းစင်းပြီးအိမ်မက်ကဘာလေးရောက်သွားတယ်လို့ခံစားချက်တွေရရှိစေမဲ့နေရာလေးဆိုလေဟုတ်တယ်ပေါ့နော်ဒီဥယျာဉ်ထဲမှာတိခွပန်းတွေကဘလောက်လှလဲသိလားသူတို့ဟာတဘာဝရဲ့အယတနာလေးလိုပါပဲခရမ်းရောင်ပန်းရောင်အဝါရောင်နဲ့အဖြူရောင်ရုပ်ရှင်နေတာကိုကြည့်လိုက်ရင်မျက်စိရဲ့ပကြီးကားတစ်ချက်လိုပဲလှတရားကိုချစ်တဲ့မိန်းကလေးတိုင်းဒီပန်းလေးတွေကိုမြင်ရင်ခုန်မိမှတော့သိကြပါလေတိခွပန်းလေးရဲ့နူးညံ့တဲ့အမွှေးနှမ်းကလည်းစိတ်ကိုအေးချမ်းစေတယ်ဒီပန်းလေးတွေကတိလာထိုင်းနိုင်ငံမှာအကြီးမားဆုံးစူးစီးမှုတရားတစ်ခုဖြစ်ပြီးနောင်နောရဲ့ကိုယ်ယူရအလှတရားပေါ့ပန်းပူလေးတပူးချင်းပွင့်လာတာကိုကြည့်ရင်တဘာဝရဲ့အံွယ်လက်ရောက်ကိုကျွေးစင်းသွားမယ်ဆိုတော့သိကြပဲဒါကြောင့်ပန်းချီတူလေးတွေရှိရင်နောင်နောဂါရန်ကိုတကြည့်နော်တိခွာပန်းလေးပြည့်နေတဲ့ဒီဥယျာဉ်လေးကအမင်းရဲ့နှလုံးသားကိုဖန်ဆန်းနိုင်တဲ့မဝင်နေရလေးပေါ့ဥယျာဉ်လေးရဲ့အလှနဲ့မင်းရဲ့အလှကိုပေါင်းစည်းလိုက်ရင်တော့ပိုပြီးပြည့်စုံမယ်လို့ထင်တယ်ဒါကြောင့်တော့ဖြစ်ခဲ့ရင်ကိုမမအရေးပေးကြတော့နော်